Hello အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါရစေဒီနေ့ကတော့ဗောနော်ကျွန်တော်ဒီလက်လီဆိုင်လေးနဲ့လက်ကားဆိုင်လေးဗောနော်အဲ့လိုမျိုးကွာခြားတဲ့ပုံစံလေးကိုကျွန်တော်ဒီဗီဒီယိုမှာဗောနော်ကျွန်တော် share လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ဒီလိုမျိုးပြောရတာတော့ဒီလုံးဝမတီးတေးတဲ့တူတွေအတွက်ပေါ့နော်တကယ်လို့ကိုကဒီစီးပွားရေးနေရာမှာဒီကျင်လည်ချက်စားနေတဲ့တူတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်စရာမလိုပါဘူးပေါ့နော်ကြော်တော့လို့ရပါတယ်ပေါ့နော်ဒီဆေးရောင်းဆေးဝယ်နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာလေးကိုခုမှလေ့လာမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အဓိကအဖြစ်ပေါ့နော်ကျွန်တော်ဒီလက်လီဆိုင်နဲ့လက်ကားဆိုင်ပေါ့နော်ဘယ်လိုကွာခြားတာလဲပေါ့နော်ပြီးတော့လဲဒီသူ့ရဲ့အားနည်းချက်လေးတွေကိုလည်းကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ပေါ့ကျွန်တော်လက်ကားဆိုင်ကိုအရင်သွားကြည့်မယ်ပေါ့နော်လက်ကားဆိုင်ကဘယ်လိုပုံစံလဲဆိုတော့သူကအမြင့်နည်းနည်းနဲ့အရေးအတွက်များရောင်းရဖို့အတွက်သူတို့ပို့ပြီးမှအာယုံစိုက်တယ်ပေါ့ဒါတော့လက်ကားပုံစံပေါ့နော်ဒါပေမဲ့လက်လီဆိုင်ကအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်လက်လီဆိုင်ဆိုတာကဒီတခါတည်းတုံးဆွဲတဲ့သူရဲ့လက်ထဲမှာပေါ့နော်အဲ့လိုမျိုးစားတုံးသူရဲ့လက်ထဲမှာတခါတည်းထည့်ပေးလိုက်တဲ့ဒီပုံစံပဲဖြစ်တာပေါ့နော်ဟုတ်ကဲ့ဒီသူ့ရဲ့အားနည်းချက်လေးကိုကျွန်တော်တစ်ချက်မျှဝေပေးတော့မှာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးပေါ့နော်ကျွန်တော်လက်ကားဆိုင်ကိုပဲပြန်တော့ကြည့်အောင်ပေါ့နော်လက်ကားဆိုင်ရဲ့ဒီသူ့ရဲ့အားနည်းချက်ကပါလဲဆိုတော့တိတ်မရှုပ်ဘူးပေါ့နော်တိတ်မရှုပ်ဘူးဆိုတာကကျွန်တော်စင်းအင်းတွေကိုပြောတာမဟုတ်ဘူးเนาะတိတ်မရှုပ်ဘူးဆိုတာကဒီသူ့ရဲ့ဒီကုန်ပစ္စည်းတွေကအဲ့လိုမျိုးတိတ်မရှုပ်တာကိုပြောတာပေါ့နော်သူကနည်းနည်းရှင်းတာပေါ့နော်သူ့ရဲ့ပုံစံလေးကနည်းနည်းရှင်းတယ်နောက်တစ်ခုကဘာတွေအားတာလဲဆိုတော့သူကပတ်စံတွေလည်းအလုံးရင်းပေါ့နော်အလုံးရင်းဝင်နေပေါ့နော်ဒါလည်းသူ့ရဲ့အားတာချက်တစ်ခုပေါ့နော်သူ့ရဲ့အားတာချက်တွေကအများကြီးရှိနိုင်တာပေါ့နော်ဒါပေမဲ့ဒါကတော့ဒီအမြင်တာဆုံးသူ့ရဲ့အားတာချက်တွေပေါ့နော်သူ့ရဲ့အားနည်းချက်တွေကဘာလဲဆိုတော့ဒီအမြက်အရန်နေတာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီအရင်းနီးများနဲ့စနိုင်မှအဆင်ပြေမှာပေါ့နော်ဒါလည်းသူ့ရဲ့အားနည်းချက်တစ်ခုလို့လည်းပြောလို့ရတာပေါ့နော်နောက်ထပ်သူ့ရဲ့အားနည်းချက်နောက်တစ်ခုကဘာလဲဆိုတော့ဒီအလုပ်ဓမ္မလိုအပ်ချက်တွေရှိတတ်တာပေါ့နော်လက်ကားဆိုင်ဆိုတဲ့နေရာမှာပေါ့နော်သူကကိုတယောက်တည်းလုပ်လို့လည်းမရတော့ဘူးပေါ့နော်အဲကြောင့်မလို့ဒီအလုပ်ဓမ္မလိုအပ်ချက်တွေလည်းရှိနိုင်တယ်ပြီးတော့လည်းဒီအလုပ်ဓမ္မအခက်အခဲတွေလည်းသူကရှိတတ်တယ်ပေါ့နော်ဒါကသူ့ရဲ့အခက်အခဲတစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီwarehouse ပေါ့နော်သူ့ရဲ့ကိုတောင်တွေပါလေဒီလိုအပ်ချက်တွေရှိနိုင်တယ်ပေါ့နော်နေရာလေးချင်းလေးနဲ့ဆိုရင်ဘလို့မှအဆင်မပြေနိုင်ဘူးပေါ့နော်အခုကျွန်တော်ပြောလိုက်တဲ့ဒီလက်ကားဆိုင်တွေရဲ့အားနည်းချက်ကတော့အမြင်ဒါဆုံးအားနည်းချက်တွေဖြစ်တာပေါ့နော်ဒီထက်မကပိုများလိမ့်မယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ပေါ့နော်ဒါတွေကတော့ဒီလက်ကားဆိုင်တွေရဲ့ဒီအားနည်းချက်ပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအခုကတော့ဒီလက်လီဆိုင်ပေါ့နော်လက်လီဆိုင်ကြတော့ကျွန်တော်ကိုယ်တိုင်လည်းဖွင့်နေတဲ့အတွက်ပေါ့နော်ဒီသူ့ရဲ့အားနည်းချက်တွေကဘာဖြစ်မလဲပေါ့နော်သူ့ရဲ့အားနည်းချက်တွေကဘာဖြစ်မလဲပေါ့နော်ဒါလေးတွေကိုကျွန်တော်မျှဝေပြီးတော့ပေါ့နော်အရင်ဆုံးကျွန်တော်သူ့ရဲ့အားနည်းချက်ကိုကျွန်တော်အရင်ဆုံးကြည့်လိုက်အောင်ပေါ့နော်သူ့ရဲ့အားနည်းချက်တွေကတော့အများကြီးပေါ့နော်အများတဲ့ကောင်မှကျွန်တော်တီတလောက်လေးပေါ့နော်ကျွန်တော်တီတလောက်လေးလက်လန်းမီနိုင်တလောက်လေးပေါ့နော်ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီသူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ဒီအရင်နီးနည်းနည်းလေးနဲ့စလို့ရတာပေါ့နော်လက်လီဆိုင်ဆိုတဲ့အရာကပေါ့နော်ဒီမျိုးအိမ်ဆိုင်လေးပဲဖြစ်ဖြစ်ပေါ့နော်ဒီတေးသေးလေးပဲနေဆဒီလက်လီဆိုင်လေးကတော့ပို့ပြီးမှစားရလွယ်ကူတဲ့ဒီလုပ်ငန်းလေးတစ်ခုပေါ့နော်ဒါကတော့သူ့ရဲ့အားနည်းချက်တစ်ခုပေါ့နော်နောက်တစ်ခုကအမြတ်ကိုလည်းသူကအတော်တင့်အနေထားမှာပေါ့နော်အတော်တင့်အနေထားမှာရနိုင်တာပေါ့နော်သူ့ရဲ့အားနည်းချက်နောက်တစ်ခုကပါလဲဆိုတော့ဒီအလုပ်ဓမ္မလိုအပ်ချက်တွေတိတ်မရှိဘူးပေါ့နော်ဒါလည်းတွေ့ရအားတာချက်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီခုနကကျွန်တော်ပြောသလိုဒီလက်ကားဆိုင်တွေကြတော့ဒီ warehouse တို့ဘာလို့လိုတယ်လက်လီဆိုင်ကတော့ဒီ warehouse တွေပါတွေအဲ့လိုကြီးမလိုဘူးပေါ့နော်ဒါပေမဲ့မလိုဘူးဆိုတာကနောက်ပိုင်းတွေမှာကျတော့ကိုယ့်ရဲ့လုပ်ငန်းလေးပို့ပြီးမှကြီးထွားလာမယ်ဆိုရင်တော့ဒီ warehouse တွေရဲ့လိုအပ်ချက်ကတော့ရှိလာမှာပဲပေါ့နော်ဒါတော့ဒီအစပိုင်းမှာဒီအဲ့လိုမျိုး warehouse လိုအပ်ချက်တွေတိတ်မရှိဘူးပေါ့နော်ဒါလည်းသူကအားတာချက်တစ်ခုပေါ့နော်ဟုတ်ပြီဒါတွေကတော့ဒီလက်လီဆိုင်တွေရဲ့ဒီအားတာချက်တွေပဲဖြစ်တာပေါ့နော်သူရဲ့အားတာချက်တွေကတော့အများကြီးပေါ့နော်ခုနကကျွန်တော်ပြောလို့ပေါ့နော်ဒီပစ္စည်းတွေကဆေးတက်တာပဲဖြစ်ဖြစ်ပေါ့နော်ဆေးကြတာပဲဖြစ်ဖြစ်သူကလက်လီပဲရောင်းတဲ့အတွက်ပေါ့နော်သူ့အတွက်ဒီဘာမှဒီတက်ရောက်မှုတိတ်မရှိဘူးပေါ့နော်တက်ရောက်မှုမရှိဘူးဆိုတာဒီကုန်ပစ္စည်းအများကြတော့လဲကိုယ့်အတွက်ပေါ့နော်အဲ့လိုကြီးတက်ရောက်မှုမရှိဘူးပေါ့နော်ကျွန်တော်ကြတော့လုံးဝဒီ
ကြာသွားတဲ့အချိန်တွေမှာဆိုရင်လည်းကျွန်တော်အရင်အတိုင်းပြန်ရောင်းလို့အဆင်ပြေသေးတယ်ပေါ့နော်လက်ကားဆိုင်တွေကတော့အဲ့လိုမျိုးမလျှော့ပြီးမရောင်းဘူးဆိုရင်ပေါ့နော်ပေါက်စေးအတိုင်းလျှော့ပြီးမရောင်းဘူးဆိုရင်သူတို့အတွက်တိတ်အဆင်မပြေတော့ဘူးပေါ့နော်ဒါပေမဲ့လက်လီဆိုင်ကတော့အဲ့လိုမျိုးတိတ်မဖြစ်ဘူးပေါ့နော်အရင်တိုင်းပြန်ရောင်းလဲအဆင်ပြေသေးတယ်ပေါ့နော်ဒါတွေကတော့လက်လီဆိုင်တွေရဲ့ဒီအားသာချက်တွေပဲဖြစ်တယ်ပေါ့နော်သူရဲ့အားနည်းချက်တွေကတော့ဒီဘာလဲဆိုတော့ဒီနည်းနည်းရှုပ်မှာပေါ့နော်နည်းနည်းရှုပ်တယ်ဆိုတာကအယောင်းဝယ်ပေါ့နော်အယောင်းဝယ်ကကျွန်တော်ကြတော့ဒီအကျွေရောင်းတာဖြစ်တဲ့အတွက်ပေါ့နော်အကျွေကျွန်တော်ရောင်းရတာနည်းနည်းရှုပ်တယ်ပြီးတော့လဲပို့ပြီးမှပင်ပန်းတာပေါ့နော်ပင်ပန်းတယ်ဆိုတာကဒီလက်ကားဆိုင်တို့လိုပင်ပန်းတာတော့မဟုတ်ဘူးเนาะသူကလည်းသူတမျိုးပင်ပန်းတာပေါ့အဲ့ဒါကိုကျွန်တော်ပြောချင်တာပေါ့เนาะနောက်သူရဲ့အားနည်းချက်တစ်ခုကကျွန်တော်ကြတော့ဒီပစ္စည်းတစ်ခုကိုပေါ့နော်အများကြီးမယူနိုင်တဲ့အတွက်ဒီတစ်ခါလေးကြာရင်ပစ္စည်းတွေပြတ်တတ်တယ်ပေါ့နော်အများကြီးမယူနိုင်ဘူးဆိုတာကပစ္စည်းတစ်ခုကိုကိုယ်ရောင်းအားနဲ့ကိုက်ညီတဲ့အရေးအတွက်တွေပဲယူနိုင်တဲ့အတွက်ပေါ့နော်တခါလေးကြာရင်ပစ္စည်းတွေပြတ်တတ်တာပေါ့နော်အခုအနေထားဆိုရင်ပိုဆိုးတာပေါ့နော်ပစ္စည်းတွေကလာလိုက်ပြတ်လိုက်နေဆိုရင်ပေါ့နော်ကျွန်တော်စီမှာပစ္စည်းတွေခဏခဏပြတ်တတ်တာတွေရှိတယ်ပေါ့နော်ဒါတော့ဒီလက်လီဆိုင်တွေပဲမဟုတ်ဘဲနဲ့လက်ကားဆိုင်တွေလည်းဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်လက်လီဆိုင်ကဒီတခါလေးကြာရင်ပေါ့နော်ပစ္စည်းရောက်တဲ့ချိန်မှာဒီများများယူထားဖို့ဆိုရင်လည်းexpire date တွေပါလေကြောက်ရတာပေါ့နော်ကိုကရောင်းအားအဲ့လောက်မရှိဘူးဆိုရင်ကုန်ပစ္စည်းတစ်ခုကိုအများယူထားမိတယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းကျွန်တော်မှာအခက်အခဲရှိတယ်ပေါ့နော်သူရဲ့အားနည်းချက်လေးတစ်ခုအနေနဲ့ဖြစ်နေတာပေါ့နော်သူရဲ့အားနည်းချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ကြတော့ဒီ FOC မိနိုင်လောက်ထိမယူနိုင်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီအမြက်ကရတင်တလောက်မရတာတွေရှိတာပေါ့နော်အဲ့ဒါလည်းဒီလက်လီဆိုင်လေးတွေရဲ့ဒီအားနည်းချက်တစ်ခုလို့လည်းပြောလို့ရပါတယ်ပေါ့နော်ဟုတ်ပြီအခုကတော့ကျွန်တော်လက်လီဆိုင်နဲ့လက်ကားဆိုင်အားတာချက်နဲ့အားနည်းချက်လေးတွေကိုကျွန်တော်ပြောပြပေးသွားတာပဲဖြစ်ပါတယ်ပေါ့နော်အခုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကပေါ့နော်ဒီလက်ကားဆိုင်ကိုစိတ်ဝင်စားတာလားပေါ့နော်ဒါမှမဟုတ်ရင်ဒီလက်လီဆိုင်ကိုစိတ်ဝင်စားတာလားပေါ့နော်တကယ်လို့ကိုကမြန်မြန်ဆန်ဆန်တိုးတက်ချင်တယ်ဆိုရင်တော့ပေါ့နော်လက်ကားဆိုင်ပုံစံကိုလုပ်လိုက်ပါပေါ့နော်တကယ်လို့ဒီပုံမှန်လေးနဲ့ပဲကိုရှိတလောက်လေးနဲ့ပဲကိုကစပြီးမှလုပ်သွားမယ်ဆိုရင်တော့ဒီလက်လီပုံစံလေးကိုတွားပါပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ဒီလက်လီဆိုင်နေဒီလက်ကားဆိုင်ပုံစံပြန်တွားလို့ရတာပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်ဆုံကြပါမယ်ပေါ့နော် See you in the next video bye bye